မင်္ဂလာပါမျိုးတို့ဒီနေ့9ရက်6လ2026အလင်းတင်တယ်လို့ရာသီဥတုရဲ့ဖောက်ပြန်မှု global warming climate change ပေါ့ climate change ဥတုဖောက်ပြန်ခြင်းရဲ့သဘောသဘာဝတွေကိုအလင်းတင်တယ်လို့ပြောပြပါမယ်။ဘာကြောင့်လဲအများစုသောတောင်သူတွေဟာစာမဖတ်အားဘူးပေါ့မဖတ်အားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့စာဖတ်အားတယ်ပေါ့ငယ်စဉ်တောင်ကျွေးကလေးဘဝတုန်းကလည်းပဲဘုသူတ္တနဲ့ပတ်သက်လို့မလို့ဘာဥသစ္စာစာသိပ္ပံစတရားတွေကိုကျွန်တော်တို့ကတော်တော်လေးထိုက်တဲ့အားလျော်စွာပေါ့နော်မိမိနဲ့တန်ယုံကျွန်တော်တို့လေ့လာခဲ့ပါတယ်အဲ့တော့အန်နီညိုရဲ့ဖြစ်စဉ်ဟာကျွန်တော်တို့အခုနှစ်ပို့ပြီးတော့သိတာပါမယ်ကျွန်တော်ဆိုရင်အသက်52နှစ်သားရှိပါပြီကျွန်တော်အဖေဦးဖိုးချီကတော့ကွယ်လွန်သွားပြီပေါ့အဲ့တော့သူတို့မကွယ်လွန်ခင်ကပြောခဲ့တဲ့စကားအခုကျွန်တော်တို့ကမ္ဘာသုတေသီတွေကနေပြီးတော့ထုတ်ပြန်ချက်နဲ့အတူတူပါပဲဘလို့အတူတူဖြစ်လဲပေါ့နော်ဘလို့အတူတူဖြစ်လဲဆိုတော့ကျွန်တော်တို့1950ခုကဆိုလို့ရှိရင်အဖေတို့ပြောခဲ့တာပြန်ပြီးတော့လေ့လာမယ်ဆိုရင်မြန်မာနိုင်ငံမှာအစားဆန်ရည်သုံးနှစ်စတိုက်မိုးခေါင်ပြီးတဲ့အခါကျတော့လယ်တွေပြုတ်ယာတွေပြုတ်နွားတွေပြုတ်ပြီးတဲ့အခါကျတော့စားစရာမရှိလို့ဟိုးအထက်ပကိုးရိုးမပေါ်ကတောင်ပေါ်ကကျွေးဥများတောင်မှပဲတူးပြီးတော့စားခဲ့ရတယ်အဲ့တော့နောက်ထပ်ဘာတွေရှိတော့ဘီဇက်ပုံရင်လောက်တဲ့ပဲဘီဇက်တွေကိုခုစားရတယ်ပေါ့နောက်ထပ်ဘာတွေရှိအောင်လို့ပြောင်းတွေကိုခုပြီးတော့စားကြတယ်ပေါ့အဲ့တော့လူတွေကအစာချက်နိုင်မချက်နိုင်ယောဂါတွေကအမျိုးစုံညပေါ့နော်ဒါတွေဟာမှန်တာပြောရင်ကျွန်တော်တို့ကလက်မခံနိုင်စရာအကြောင်းဘာမှမရှိဘူးဘာကြောင့်လဲကဘာကြီးကကျွန်တော်တို့ကိုပြန်လဲပြီးတော့ဒဏ်ခတ်လိုက်ပြီကဘာကြီးကကျွန်တော်တို့ကိုပြန်လဲပြီးတော့ကလေးစားခြေလိုက်ပြီကဘာကြီးကိုကျွန်တော်တို့ကနေမကောင်းအောင်ဖျားအောင်နာအောင်ကျွန်တော်တို့လူသားတွေမြောက်များစွာကတယောက်တစ်လက်နဲ့ဝိုင်းဝန်းပြီးတော့သူ့ကိုညှင်းဆဲပြီးသူကကလေးစားခြေတာကိုတော့ကျွန်တော်တို့ပြန်ခါရမယ်လေဒါနိယာမသဘောတရားပဲသူများအိမ်ကိုအိမ်လဲသွားရင်ပြန်ရမယ်နိယာမသဘောတရားထမင်းစားပြီးရင်ဝမယ်ဝပြီးရင်ထမင်းစားပြီးရင်တခါပြန်စားမယ်ဒါနိယာမရဲ့သဘောတရားတွေကကျွန်တော်တို့ကချစ်လိတ်ကြိုက်လိတ်မုန်းလိတ်ပူလိတ်ရှည်လိတ်ရှည်တဲ့လူတွေးလိတ်ချောသူတွေးလိတ်ရုပ်ဆိုးသူတွေးလိတ်အဲ့တော့မြတ်ဗုဒ္ဓရဲ့နိယာမရဲ့သဘောတရားမှာမန်လဲဆရာတော်ဘုရားကြီးကတော့ကျွန်တော်တို့ဘာတွေမိတ်ငယ်တော့မြတ်ဖျားတော်မှဝိပါကဝစ်ကြွေးရှိရင်မနေရပါဘူးအဲ့တော့ကျွန်တော်တို့ကကတ်ကြီးသုံးပါးဆိုတာကမသေးခင်မှာတွေ့တာအပေ၄ပါးဆိုတာကျွန်တော်တို့ကသေပြီးမှတွေ့တာမသေးခင်မှာတွေ့ရတဲ့အရာတွေအားလုံးကရှောင်ခွင့်လို့မရဘူးသေပြီးမှတွေ့မဲ့အရာတွေအားလုံးကဒါနင်္စဓမ္မစရိယံစသီလေပဋိဋ္ဌာရနရောတပ်ပညောသီလနဲ့